စမ်းလိုစိတ်ရှိသောမီးလေးတစ်ယောက်သည်အဖိုးဖြစ်သူထံသို့သွားရောက်ကအဖိုးဘဝရဲ့တန်ဖိုးဆိုတာဘာကိုခေါ်တာလဲဟင်ဟုမေးမြန်းလိုက်သည်အဖိုးသည်ပြုံးလိုက်ပြီးကြောက်တုံးတုံးကိုသူ့လက်ထဲထည့်ပေးကဒီကြောက်တုံးရဲ့တန်ဖိုးကိုတယောက်စီသွားမေးကြည့်ပါဒါပေမဲ့ဘသူ့ကိုမှမရောင်းရဘူးနော်ဟုမှားလိုက်သည်မြေးလေးသည်ကြောက်တုံးလေးကိုကင်ကပထမဆုံးအနေဖြင့်လိမ္မော်သည့်ရောင်းသောဆိုင်လေးသို့ရောက်သွားခဲ့သည်ကြောက်တုံးကိုပြသလိုက်သောအခါဆိုင်ရှင်ကဒီကြောက်လေးကိုငါပေးလိုက်ရင်လိမ္မော်သည့်12လုံးနဲ့လဲပေးမယ်ယူမလားဟုဈေးဖြတ်လိုက်သည်မြေးလေးသည်အဖိုးဤစကားအတိုင်းမယောင်းပဲပြန်ထွက်လာခဲ့သည်ရှေ့ဆက်လျှောက်သွားရာဟင်းသီးဟင်းရွက်ရောင်းသည့်ဆိုင်တစ်ဆိုင်သို့ရောက်ပြန်သည်ဆိုင်ရှင်သည်ကြောက်တုံးကိုကြည့်ပြီးဒီကြောက်လေးကိုငါ့ကိုပေးရင်အာလူးတအိတ်ပေးမယ်ဘလို့လဲဟုကမ်းလှမ်းခဲ့သည်မြီးလေးသည်ပြုံး၍ခေါင်းခါကဆက်လက်ထွက်ခွာလာခဲ့ပြန်သည်လမ်းဆုံးတွင်လက်ဝိရတနာအယောင်းဆိုင်ကြီးတစ်ခုကိုတွေ့လိုက်ရသည်ဆိုင်ရှင်သည်ကြောက်တုံးကိုမှန်ဘလူးဖြင့်စိတ်ကြည့်ပြီးနောက်ဒီကြောက်အတွက်ဒေါ်လာ9 သန်းပေးမယ်ရောင်းပါလားဟုစိတ်လှုပ်ရှားစွာမေးလိုက်သည်မြေးလေးသည်အံ့ဩသွားတော့လဲအဖိုးကိုပေးထားသည့်ဂတိအတိုင်းညှင်းဆန်လိုက်သည်နောက်ဆုံးတွင်သူသည်အဖိုးတန်ကြောက်မြတ်ရတနာဆိုင်ကြီးတစ်ခုသို့ရောက်သွားခဲ့သည်ဆိုင်ရှင်သည်ကြောက်တုံးကိုမြင်လိုက်သည်နှင့်အနီရောင်အဝတ်စပေါ်တင်လိုက်သည်ထို့နောက်ခါးကိုကိုင်းကအံ့ဩတကြီးဖြင့်ဒီလောက်အဖိုးမဖြတ်နိုင်တဲ့ပတ်တများကိုဘယ်ကရတာလဲကဘာကြီးတစ်ခုလုံးပေးဝယ်ရင်အောင်မရနိုင်တဲ့ပစ္စည်းပါဟုပြောဆိုခဲ့သည်မြေးလေးသည်နားမလည်နိုင်စွာဖြင့်အဖိုးစီသို့ပြန်လာခဲ့သည်သူကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များအားလုံးကိုအဖိုးအားပြောပြပြီးနောက်အဖိုးဘာကြောင့်တနေရာနဲ့တနေရာတန်ဖိုးတွေဒီလောက်ကွာခြားနေရတာလဲဟုမေးလိုက်သည်အဖိုးဖြစ်သူကပြုံးလျက်ဖြင့်ညီလေးအခုပဲအဖြေကိုမြင်လိုက်ရပြီမဟုတ်လားလိမ္မော်သီးရောင်းသူဟင်းသီးဟင်းရွက်ရောင်းသူရတနာဆိုင်ရှင်နဲ့ကြောက်မြတ်ပညာရှင်တို့ရဲ့အမြင်မှာတန်ဖိုးတွေမတူညီကြဘူးလေဟုရှင်းပြသည်ဆက်လက်ပြီးအဖိုးကလူတွေဟာကိုယ့်ရဲ့ပညာအရေးချင်းကိုယ့်ရဲ့အတွေ့အကြုံနဲ့ကိုယ်ပိုင်အမြင်တွေပေါ်မူတည်ပြီးတခြားသူတွေကိုတန်ဖိုးဖြတ်တတ်ကြတယ်ဒါပေမဲ့သူတို့ဖြတ်တဲ့အတိုင်းပဲကိုယ့်ရဲ့ဘဝကတန်ဖိုးမရှိတော့တာမျိုးမဟုတ်ပါဘူးဟုဆက်ပြောသည်မြေးလေးဟာအဖိုးမဖြတ်နိုင်တဲ့ယတနာတစ်ပါးပါပဲလူတိုင်းကမြင်းရဲ့တန်ဖိုးကိုနားလည်နိုင်မှာမဟုတ်ဘူးဒါပေမဲ့မြင်းရဲ့တကယ့်တန်ဖိုးကိုမြင်နိုင်မဲ့သူတွေတန်ဖိုးထားမဲ့သူတွေကတော့အမြဲရှိနေမှာပါဟုအဖိုးကနှစ်သိမ့်လိုက်သည်မြေးလေးသည်အဖိုးဤစကားကိုကြားရသောအခါစိတ်ထဲ၌ကြည်နူးသွားပြီးမိမိကိုယ်ကိုယုံကြည်မှုတိုးပွားလာသည်ဟုတ်ကဲ့အဖိုးကျွန်တော်ဘယ်သူလဲဆိုတာကိုကိုယ်တိုင်သိပြီးကိုတန်ဖိုးထားတတ်အောင်ကြိုးစားပါမယ်ဟုဂတိပေးရင်းသူတို့နှစ်ဦးပျော်ရွှင်စွာပြုံးလိုက်ကြတော့သည်